ဒီ app roller က app ကိုတကယ်ပဲထိရောက်စေလားတကယ်ထိရောက်စေတယ် app roller ဈေးပေါ်သလိုအလွယ်တကူအိမ်မှာလည်းစောင့်ထားလို့ရတယ်ဘလို့ကစားမလဲဆိုတော့ step by step ပြပေးမယ်အလွယ်ဆုံးကနေအခက်ဆုံးထိလုပ်လို့ရတဲ့နီလန်း၃ခုပြောပြပေးမယ်အလွယ်ကူဆုံးနီလန်းကတော့အိမ်ကနိုင်ရန်တစ်ခုစီသွားမယ်ကိုယ့်ရဲ့ခြေတလန်းစာအကွာဝေးကနေစလုပ်ကြရအောင်အိမ်ဆုံးဒူးလေးကိုထောက်ပြီးလက်ကိုဒီလိုလေးဖြောင်းတာတောင်းစင်းမကွေးထားနဲ့ကြောကုန်းလေးကိုနည်းနည်းလေးခုံထားပြီးဘိုက်ခုံးကြမလို့ပြီးတင်မအောင်မကော့ထားနဲ့ဘိုက်ကြွက်တော့တောင်းပြီးဒီနိုင်ရန်ကိုထိတဲ့ထိသွားပြီးဒီလောက်ဆိုရပြီစလုပ်တဲ့လူတွေအတွက်ဒီလောက်ဆိုတော်တော်အဆင်ပြေနေပြီဘိုက်ကြွက်တော့ပဲအောင်စိုက်တာဆွမ်းနာကလောက်တာလွယ်ရင် level 2အနေနဲ့အပြည့်သွားကြမယ်ဆွမ်းနာပုံစံလေးပဲထောက်ပြီးအရှိကိုအဆုံးထိဆန့်ချပြီးထိမ့်ပြီးပြန်တက်ခဲ့ဘိုက်ကြွက်တော့ပဲအောင်စိုက်တာအဓိကခါမကော့ပါနဲ့ခါကိုအရန်ခုံးကြရတယ်မလို့နည်းနည်းလေးခုံးထားရပြီအစပိုင်းမှာတော့ဆွမ်းနာနှစ်ခုလေးပဲသွားပြီးတကယ်လို့ကိုကဆရာကြီးဖြစ်လာပြီဆိုရင်ဒီလိုဖြုတ်လို့ရပြီ level 3ကအရန်ခက်တဲ့ထဲမှာပါတဲ့အတွက်ချက်ချင်းတော့ဆရာကြီးထားမလို့ကြနဲ့နော်စမုံတုံးသွားလိမ့်မယ် app တကယ်ထိရောက်ချင်တယ်ဆိုရင်ဒီနေ့ပြပေးခဲ့တဲ့3ခုထဲမှာကိုနဲ့အဆင်ပြေမဲ့နီလန်းတစ်ခုရွေးပြီးလုပ်လို့ရတယ်အဓိကသတိထားဖို့လိုတာကိုဝင်ဆောင်တဲ့လူတွေဒူးနာခါနာရှိတဲ့လူတွေတော့